အားလုံးမင်္ဂလာပါခင်ဗျာရွှေသီးနဲ့မျိုးကောင်းမျိုးသက်စိုက်ပျိုးထုတ်လုပ်ရေးမှကြိုဆိုပါတယ်ဒီခင်းလေးကတော့ရွှေဘူပေါ်ဆန်းမျိုးစေ့ထုတ်စိုက်ခင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Foundation C SS ကိုစိုက်ပျိုးထားပြီးတော့ Register C RS မျိုးစပါးထွက်မဲ့စိုက်ခင်းလေးဖြစ်ပါတယ်ခင်ဗျာ Register C RS မျိုးကောင်းမျိုးသက်ရရှိဖို့အတွက်မျိုးကွဲပယ်ခြင်းလုပ်ငန်းများကိုကျွမ်းကျင်လုပ်သားများနဲ့အကြိမ်ကြိမ်လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မျိုးကွဲပယ်ခြင်းလုပ်ငန်းကိုအနံစုံတဲ့အချိန်ထိအကြိမ်ကြိမ်ပယ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာမျိုးစေ့ထုတ်စိုက်ခင်းတစ်ခုမှာမျိုးကွဲပယ်ခြင်းကအဓိကအခန်းကဏ္ဍတစ်ခုမှာပါရှိနေပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ကတော့မျိုးကွဲပယ်ခြင်းကိုဂရုတစိုက်လေးထားပြီးချိန်ဖန်များစွာပြုလုပ်နေခြင်းဖြစ်ပါတယ်ခင်ဗျာဒါမှလည်းကောင်းမွန်တဲ့မျိုးကောင်းမျိုးသက်များကိုရရှိမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်